ကျွန်တော်တို့ရဲ့စက်ကြဝဠာထဲမှာရှိနေတဲ့အရာတစ်ခုဟာလုံးဝအုတ်တုံပြောက်ကွယ်သွားလို့မရဘူးဆိုတာသင်သိပါသလားဒါဟာ physics ရဲ့နေရာမှာပါသိပ္ပံပညာမှာတော့ဒါကိုစွမ်းအင်တည်မြဲမှုနေရာမှာ law of conservation of energy လို့ခေါ်ဆိုကြပါတယ်ဒီနေရာမှာအရာစွမ်းအင်ဆိုတာအသစ်ဖန်တီးလို့မရတယ်လို့လုံးဝပြောက်ကွယ်သွားအောင်ဖျက်ဆီးပစ်လို့လည်းမရဘူးလို့ဆိုထားပါတယ်အရာဝတ္ထုတွေဟာပုံသဏ္ဍာန်တစ်မျိုးကနေနောက်ထပ်တစ်မျိုးကိုကူးပြောင်းသွားတာပဲချီပြီးစုစုပေါင်းပမာဏကတော့အမြဲတူတူပါပဲဥပမာအဖြစ်သင်ဟာစက္ကူတရွက်ကိုမိရှို့လိုက်ရင်အဲ့ဒီစက္ကူဟာပျောက်ကွယ်သွားတာမဟုတ်ပဲအခြားပုံစံပြောင်းသွားတာပါစက္ကူတွေဟာစွမ်းအင်တွေဟာအပူအလင်းနဲ့မီးခိုးတွေဖြစ်ပြောင်းလဲသွားတာဖြစ်ပြီးစက်ကြဝဠာထဲမှာပဲရှိနေတုန်းပါပဲကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းကတော့ ဓာတ်ထုနဲ့စွမ်းအင်ဟာတကယ်တော့တစ်ခုတည်းပဲလို့သက်သေပြခဲ့ပါတယ်သူထုတ်ဖော်ခဲ့တဲ့ E is equal to mc square ဆိုတဲ့ညီမျှခြင်းအရဓာတ်ထုဟာစွမ်းအင်ဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်ဒါကြောင့်အရာဝတ္ထုတစ်ခုကြေမွပျက်စီးသွားတယ်ဆိုတာဟာသူ့တဲကဓာတ်ထုတွေကစွမ်းအင်အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့လျှက်စစ်မီးတွေဟာလည်းရေအားဒါမှမဟုတ်အပူစွမ်းအင်ကနေပြောင်းလဲလာတဲ့အရာတွေပဲဖြစ်ပါတယ်စက်ကြဝဠာကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ Big Bang ပေါက်ကွဲမှုကလေးကရှိခဲ့တဲ့စွမ်းအင်ပမာဏဟာဒီနေ့အထိအပြောင်းလဲမရှိသေးပါဘူးဆိုလိုတာကအခုသင်္ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ actin တွေဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကျယ်ရီစီကနေလာတာပါကျယ်ကြီးတွေပေါက်ကွဲပျက်စီးသွားတဲ့အခါသူတို့တွေက dressing တွေဟာပျောက်ကွယ်မသွားဘဲစက်ကြဝဠာထဲပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီ dressing တွေကနေတဆင့်ဂျိုးတွေကဘာမြေနဲ့နောက်ဆုံးမှာကျွန်တော်တို့လူသားတွေဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာတကယ်တော့ကျယ်ရီရဲ့အမုံမွားတွေ star တက်တွေနဲ့တိစောက်ထားတာလို့သိပ္ပံပညာရှင်တွေကဆိုတာပါလူတယောက်သေဆုံးသွားတဲ့အခါမှာလည်းသူ့ရဲ့ခန္ဓာကိုယ်ထဲကအတန်တွေဟာမြေကြီးနဲ့လေထုတွေကိုပဲပြန်ရောက်သွားကြပါတယ်ကျွန်တော်တို့ဟာစက်ကြဝဠာရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပုံစံမျိုးမျိုးနဲ့ထာဝရလေပတ်နေကြတာပဲဖြစ်ပါတယ်ဖိစစ်နေရာမှာတွေအရတော့စက်ကြဝဠာထဲမှာအဆုံးသက်ဆိုတာမရှိပဲပုံစံသစ်နဲ့ပြန်လဲရှင်သန်ခြင်းပဲရှိတာဖြစ်ပါတယ်